ကျမလေလံပွဲမှာရှိတဲ့တရက်ဘူးကိုကြည့်ပြီးတာနဲ့အတူမှန်းချက်ချင်းသိလိုက်တယ်ဘာလို့လဲဆိုတော့အဲ့ဒီတရက်ဘူးကနေအနက်ရောင်အငွေအသက်တွေထွက်ပေါ်နေလို့ပဲဒါပေမဲ့ဖေဖေကကျမအတွက်လက်ဆောင်အဖြစ်ဝယ်ပေးချင်နေတယ်ဒါကြောင့်ဖေဖေကိုအမြန်တားလိုက်တယ်အဲ့ဒီအချိန်မှာပဲဦးလေးကလေလံဆွဲတံကိုမြောက်ပြီးဈေးကြီးဆုံးနဲ့လေလံဆွဲဝယ်လိုက်တယ်ပြီးတော့သူကတရက်ဘူးကိုကျမရဲ့မွေးစားညီမလေးခေါင်းပေါ်မှာတင်ပေးလိုက်ပြီးကျမတို့ရှေ့မှာဝင်ကြွားပြနေတယ်မကြခင်ဒုတိယပစ္စည်းကလေလံပွဲကိုရောက်လာတယ်အဲ့ဒါကတော့ယတနာကက်ချိတ်တစ်ခုဖြစ်ပြီးဖေဖေကဈေးတစ်ခုစပေးလိုက်တာနဲ့ဦးလေးကချက်ချင်းဈေးထက်တင်ပြီးဝယ်လိုက်ပြန်တယ်သူကကျမတို့မဝယ်နိုင်လို့ရှက်စရာမလိုဘူးဆိုပြီးဖေဖေကိုလူအများရှေ့မှာလှောင်ပြောင်ခဲ့တယ်အမှန်တော့မနေ့ကဦးလေးနဲ့ဖေဖေတို့လောင်းကစားတစ်ခုလှုပ်ထားကြတာပါအဲ့ဒါကတော့ဒီကနေ့လေလံပွဲမှာတန်ဖိုးအကြီးဆုံးစုဆောင်းပစ္စည်းကိုဝယ်နိုင်သူကမိသားစုအမွေကိုရရှိမဲ့အကြောင်းဖြစ်ပါတယ်ဖေဖေကစိတ်ဝင်စားတဲ့ပစ္စည်းတိုင်းကိုဦးလေးကဈေးပိုပေးပြီးလူယူခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူမသိတာကပစ္စည်းတွေကအစ်စ်လားအတူလားဆိုတာကိုကျမခွဲခြားနိုင်တာပါပဲသူဝယ်ခဲ့တဲ့ပစ္စည်းအလုံးကအမိုက်တွေကြီးပါပဲဒါကြောင့်ဖေဖေမလေလံဆွဲအောင်ကျမတားခဲ့တယ်ဦးလေးကတော့ကျမတို့မှာပတ်စံမရှိလို့မဆွဲနိုင်တာလို့ထင်နေတယ်နောက်ထပ်ပစ္စည်းတစ်ခုအဖြစ်ညစ်ပတ်နေသောကြောက်ရွံ့ကြောင်လေးတစ်ရုပ်ထွက်လာခဲ့တယ်။လူတိုင်းကအလကားလို့ထင်ကြပေမဲ့ဖေဖေကိုအမြန်ဝယ်ခိုင်းလိုက်တယ်။ဖေဖေလေးလံဆွဲမလို့လှုပ်တုံးမှာပဲကျမရဲ့မွေးစားညီမလေးကဦးလေးကိုဝင်ဆွဲခိုင်းလိုက်တယ်။နောက်ဆုံးမှာတော့ဖေဖေကဦးလေးရဲ့ငွေကြေးပမာဏကိုမရှင်နိုင်တော့ပဲလက်လွတ်လိုက်ရတယ်။ကြောက်ကြောင်ရုပ်ကိုရသွားပြီးနောက်မှာဦးလေးကမျက်လုံးတွေကကြောက်စိမ့်ဖြစ်နေတာကိုတွေ့သွားတယ်ပြီးတော့မျက်လုံးကိုထုတ်ပြီးကြောက်ရုပ်ကိုအမိုက်ပုံးနဲ့ပစ်လိုက်တယ်။အဲ့ဒါကိုမြင်တော့ကျမချက်ချင်းသွားကောက်ပြီးဦးလေးကိုရောင်းဖို့ပြောခဲ့တယ်။ဒါပေမဲ့ဦးလေးကကျမကိုသူတောင်းစားလို့ခေါ်ပြီးမထီမဲ့မြင်ပြုခဲ့တယ်။နောက်ဆုံးမှာတော့အဲ့ဒီကြောက်ကြောင်ရုပ်ကိုလူတွေရှေ့မှာပဲ$နဲ့ကျမဝယ်လိုက်တယ်။ကျွမ်းကျင်သူကပစ္စည်းတွေကိုစစ်ဆေးတဲ့အခါမှာဦးလေးဝယ်ထားတဲ့ပစ္စည်းတွေအားလုံးကအတုတွေကြီးဖြစ်ကြောင်းပြီးတော့တန်ဖိုးနည်းနည်းလေးသာရှိကြောင်းပြောလိုက်တယ်။ဒါပေမဲ့ညီမလေးရဲ့လဲဆွဲမှာရှိတဲ့မျက်လုံးတွေကတော့$5သိန်းလောက်တန်ဖိုးရှိကြောင်းပြောတဲ့အခါဦးလေးရဲ့မျက်နှာပြတ်သွားတယ်။သူက$30အထိပေးဝယ်ထားခဲ့တာကိုအဲ့ဒီနောက်မှာဖေဖေကကြောက်ကြောင်ရုပ်ကိုစစ်ဆေးပေးဖို့တောင်းဆိုခဲ့တယ်။ကျွမ်းကျင်သူကရိုးရိုးကြောက်တုံးတာဖြစ်တယ်လို့ပြောပေမဲ့ကျမကတော့$1ဘီလီယံလောက်တန်ဖိုးရှိတယ်လို့ဖေဖေကိုပြောလိုက်တယ်။ဦးလေးကလည်းကြောက်တုံးတာဖြစ်မယ်ဆိုရင်သူကဒီနေ့ရဲ့အနိုင်ရသူဖြစ်လိမ့်မယ်လို့သတိပေးခဲ့တယ်။ဒါပေမဲ့ဖေဖေကကျမကိုယုံကြည်ခဲ့တယ်။ကြောက်ကြောင်ရုပ်ကိုဖျက်ကြည့်ဖို့ပြောတဲ့အခါမှာတော့အပြင်ခွန်တွေကိုလှိထုတ်လိုက်တဲ့အခါလူတိုင်းအံ့ဩသွားကြတယ်။အထဲမှာကြောက်စိမ့်စစ်စစ်နဲ့ထုလုပ်ထားတဲ့ကြောင်ရုပ်တစ်ခုရှိနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီရုပ်ကအနည်းဆုံး$1.5ဘီလီယံလောက်တန်ဖိုးရှိပါတယ်။ဒီအကြောင်းကိုကြားလိုက်ရတဲ့ဦးလေးကနေရာတင်လဲကျသွားပါတော့တယ်။